လှပတဲ့မနက်ခင်းတစ်ခုမှာအရာရာကိုတေသက်တိကျစွာပြင်ဆင်ပြီးချစ်ရသူကိုအနန္တဝင်းနဲ့နှုတ်ဆက်ကထွက်လာတဲ့မိုက်ကယ်ဘရိုက်ဟာA3လုံးအဆင့်ရှိတက်တော်ဆောင်တစ်ယောက်ဖြစ်ပါတယ်။အရာအားလုံးကိုဂရုတစိုက်သေချာပြင်ဆင်ထားတဲ့ဘရိုက်ဟာသူ့ဖောက်တဲ့ကူရိုဆာဝါနဲ့ဇနီးတွေကိုလေစိတ်ကိုလိုက်ပို့နေပါတယ်။လေစိတ်အထိဘေးကင်းစာခေါ်ဆောင်လာပြီးနောက်လေရင်မော်တက်မဲ့ကူရိုဆာဝါကိုနှုတ်ဆက်စကားပြောလိုက်ပါတယ်။ကောင်းကင်ပေါ်မှာလည်းရဟတ်ရင်တွေနဲ့ကင်းလဲနေပြီးလောက်ကျန်နိုင်မှုမရှိအောင်အကောင်းဆုံးကင်းလဲနေတာကြောင့်လေရင်မော်ရောက်သွားပြီဖြစ်တဲ့ကူရိုဆာဝါဟာဘရိုက်ကိုလက်ပြနှုတ်ဆက်နေတော့ခေါင်းပွင့်သွားပါတယ်။နှစ်ကြာပြီးနောက် A3လုံးအဆင့်အပြင်တက်တော်ဆောင်လိုင်စင်မှာဆုံးရှုံးလိုက်ရတဲ့မိုက်ကယ်ဟာကြောင်းတောင်ဆေးကုံတဲ့လူတွေကိုတရားမဝင်တက်တော်ဆောင်လုပ်ပေးနေရပါတယ်။တစ်ဖက်မှာတော့ဘီလာရုစ်နိုင်ငံရဲ့သမ္မတဒူကိုဗစ်ဟာသူ့နိုင်ငံထဲကလူတွေကိုလူမျိုးတုံးတပ်ဖြတ်မှုနဲ့နိုင်ငံတကာတရားရုံးမှာတရားစွဲခံနေရပါတယ်။ဒါပေမဲ့တပ်တွေတွေကမခိုင်လုံတာကြောင့်တရားခွင်မှာဒူကိုဗစ်ကအရေးတာနေပြီးအလွန်ရက်စက်တဲ့အာဏာရှင်တယောက်ပြန်လည်အာဏာရလာမှာကိုလူထုကစိုးရိမ်နေကြပါတယ်။ဒူကိုဗစ်ကလည်းတပ်တွေထွက်ဆိုမဲ့လူတွေကိုမထွက်ဆိုနိုင်အောင်နေအမျိုးမျိုးနဲ့နှုတ်ပိတ်နေပါတယ်။ဒါကြောင့်နောက်ဆုံးတပ်တွေဖြစ်တဲ့လူသက်သမားဒဲရီယက်ကင်ဂိတ်ကိုအင်တာပိုကတပ်တွေထွက်ဆိုဖို့ညှိနှိုင်းနေပါတယ်။တပ်တွေထွက်ဆိုရင်သူမိမကိုလွန်ငင်းချမ်းသာဝင်ပေးမယ်ဆိုတာကြောင့်ကင်ဂိတ်ကသဘောတူလိုက်ပါတယ်။နောက်တော့ကင်ဂိတ်ကိုအေဂျင့်ရူဆဲဥဆောင်တဲ့အဖွဲ့ကလိုက်ပို့မယ်လို့ဆိုပါတယ်။ကင်ဂိတ်ကဒူကိုဗစ်ကတပ်တွေထွက်မဲ့လူတွေအားလုံးကိုတပ်ပစ်နေတာသိရတာနဲ့သူ့ရဲ့လုံခြုံရေးကလူ10ယောက်လောက်ပဲရှိတာကြောင့်သူ့ကိုတနက်နဲ့ကားတော့ပြီးတရားရုံးမှာပြန်ဆုံမယ်လို့ဆိုပါတယ်။ဒီကိစ္စကလှုပ်ဝက်ချက်ပါလို့ပြောတော့အတော်စိတ်အေးသွားတာပဲလို့ရွေးလိုက်တာကြောင့်အေဂျင့်တယောက်ကဘလို့တိုက်ခိုက်မှုကိုမစိုးကြိုတင်ကာကွယ်နိုင်ပါတယ်လို့အားချောင်းနေတာကြောင့်စောက်ခွက်ကိုခေါင်းနဲ့တိုက်ကဒီတိုက်ခိုက်မှုကိုတောင်ရှောင်နိုင်လို့လားလို့မေးလိုက်ပါတယ်။ဒီကိစ္စကိုကင်တွယ်တဲ့အထက်လူကြီးနှစ်ယောက်ကအေဂျင့်ရူဆဲကိုတေချာလုပ်ဖို့မှာပြီးထွက်ခွာသွားပါတယ်။နောက်ကင်ဂိတ်ကိုခေါ်ဆောင်လာတဲ့ရင်နှန်းဟာစတင်ထွက်ခွာလာပြီးလမ်းချင်းလေးတွေကနေဖြတ်မောင်းနေတာကြောင့်ပြစ်ကွင်းကောင်းပဲလို့ကင်ဂိတ်ကပြောနေပါတယ်။ဒီသားရှိရင်ဒီအချိန်ကငါမင်းကိုအမြဲတမ်းချစ်နေမှာပါလို့စာပို့ဖို့အချိန်ကောင်းပဲလို့ဆိုပါတယ်။တနေရာအရောက်မှာလမ်းဘေးမှာရပ်ထားတဲ့ကားတစ်စင်းကအချိန်ကိုက်ပေါက်ကွဲသွားတာကြောင့်ကင်ဂိတ်လိုက်ပါလာတဲ့ရင်ဟာတိမ်းမောက်သွားပါတယ်။အတင်းဆောင်နေတဲ့ကြေးစားအများပြားကတရဇက်ပစ်ခတ်တာကြောင့်ရဲတပ်ဖွဲ့ကအရေးမသာဖြစ်နေပါတယ်။မောင်းနေတဲ့ကားထဲမှာတော့ကင်ဂိတ်ဟာလွင့်ထွက်လာတဲ့တော့ကိုယူရင်လက်ထိတ်ကိုဖြုတ်ကအချုပ်တကားကိုဖွင့်နေပါတယ်။အေဂျင့်ရူဆဲကသူ့ကိုတနက်နဲ့ချိန်ပြီးမလုပ်ဖို့ပြောနေချိန်မှာကြေးသားတွေကကားတကားကိုဖောက်ခွဲဖို့လုပ်နေတာကြောင့်ကားပစ်ပေးဖို့ကင်ဂိတ်ကပြောလိုက်ပါတယ်။တကားပွင့်လာပြီးနောက်မိကုံးငွေ့နဲ့အတူထွက်လာတဲ့ကင်ဂိတ်ဟာကြေးသားတွေကိုတယောက်တည်းရင်ဆိုင်ပစ်ကတ်ကအနိုင်ရခဲ့ပေမဲ့ခြေထောက်ကိုတော့ကြီးထိမှန်သွားပါတယ်။ရဲနဲ့စွာထွက်သွားတဲ့ကင်ဂိတ်နောက်ကိုအေဂျင့်ရူဆဲကလိုက်ဖမ်းပေမဲ့အင်တာပိုကသတင်းပေါက်သွားတာကြောင့်နားခိုစရာအရင်ရှာရပါတယ်။ခိုးလုံရဲ့အရောက်မှာတော့ဖုန်းလာတာကြောင့်ကင်မိုးလုံနေတဲ့အေဂျင့်ရူဆဲကိုအိုက်ဖုန်းကိုကင်ဖို့တောင်စိတ်မကူးနဲ့လို့ဆိုပါတယ်။ဒူကိုဗစ်ကသူတို့နေရာကိုတိတာကအင်တာပိုမှာအတွင်းလူရှိနေတာကြောင့်လို့ဆိုပါတယ်။သူလည်းစစ်ကူဖို့လိုပြီးအေဂျင့်ရူဆဲလည်းစစ်ကူလိုတာကြောင့်တရားရောက်ကိုခေါ်မယ်ဆိုရင်ဘယ်အဖွဲ့နဲ့မှမသက်ဆိုင်တဲ့လူကိုခေါ်ဖို့ပြောပါတယ်။ကားရီဆေးဆိုင်ကိုကွန်ပလိန်တက်နေတဲ့မိုက်ကယ်စီကိုအေဂျင့်ရူဆဲစီကဖုန်းဝင်လာပါတယ်။သူပို့လိုက်တဲ့လိပ်စာကိုအိုမိုင်းနဲ့သွေးယူလာပြီးရှင့်တို့ကလှုပ်ရှားတစ်ခုရှိရလို့ဆိုပါတယ်။ဘာလို့လှုပ်ရမှာလဲလို့အရွက်တက်နေတဲ့မိုက်ကယ်ကိုသူပြောသလိုမလုပ်ပေးရင်တရားမဝင်တက်တော်ဆောင်လုပ်နေတာကိုဖော်ကောင်လုပ်လိုက်မယ်ဆိုတာကြောင့်မိုက်ကယ်တယောက်အကြက်ရိုက်သွားပါတယ်။အခင်းဖြစ်ပွားရနေရမှာတော့အကုန်လုံးသေဆုံးနေပြီးအေဂျင့်ရူဆဲနဲ့ကင်ဂိတ်ပြောင်းနေတာကြောင့်လက်ထောက်အရာရှိကိုဒူကိုဗစ်စီကသတင်းစုံစမ်းပို့လွှတ်လိုက်ပြီးကင်ဂိတ်မိမရှိတဲ့ထောင်ကိုအဆောင်ပို့ချထားဖို့ဆိုပါတယ်။အမ်စတာဒမ်မြို့ထောင်ထဲမှာရှိတဲ့ဆိုညာကင်ဂိတ်တန်ရှင်းနေစီကဖုံးလာတာကြောင့်ကင်လိုက်တဲ့အခါကင်ဂိတ်ဖြစ်နေတာကြောင့်ဆဲဆိုပြီးအလွမ်းသေးနေပါတယ်။ What do you want, you fucking hijo de puta motherfucker? တစ်ဖက်မှာတော့အေဂျင့်ရူဆဲစီကိုမိုက်ကယ်ရောက်လာပြီးစကားအခြေတင်ပြောနေပါတယ်။မိုက်ကယ်နဲ့အေဂျင့်ရူဆဲဟာချစ်သူတွေဖြစ်ခဲ့ကြပြီးမိုက်ကယ်ကကူရိုဆာဝါရဲ့နာမည်ကိုအေဂျင့်ရူဆဲကိုပြောပြမိတာကြောင့်သူဖောက်တဲ့သေးခဲ့တာဖြစ်ကြောင်းအပြစ်တင်ပြီးအေဂျင့်ရူဆဲကသူမလုပ်ခဲ့တဲ့အရာကိုဆွဆွဲခဲ့တာကြောင့်လမ်းခွဲခဲ့တာပါ။သူလိုက်ပို့ရမယ့်လူကိုတွေးလိုက်ရချိန်မှာတော့မိုက်ကယ်နဲ့ကင်ဂိတ်ဟာမြင်မြင်ချင်းဖိုက်တင်ပလေးကြပါတယ်။မိုက်ကယ်ကတက်တော်ဆောင်ဖြစ်ပြီးကင်ဂိတ်ကလူသက်သမားဖြစ်တာကြောင့်သူ့ဖောက်တယ်တွေကိုအမြဲတမ်းတက်ဖို့ကြံနေတဲ့ကင်ဂိတ်နဲ့မိုက်ကယ်ဟာကပ္ပရံတွေဖြစ်ပါတယ်။တိုက်ခိုက်နေရင်ဒဏ်ရာကသွေးထွက်လွန်တာကြောင့်ကင်ဂိတ်အတိမိသွားပါတယ်
တစ်ဖက်မှာတော့အင်တာပိုလက်ထောက်အရာရှိကဒူကိုဗစ်စီသွားပြီးကင်ကိတ်ရဲ့ဒီနေရာကိုသူတည်င်းပေးခဲ့တာဖြစ်ပြီးလုံးကျန်နိုင်ဖို့အကောင်းဆုံးဖန်တီးပေးခဲ့တာကြောင့်သူရစရာရှိတဲ့ပတ်စံကိုတောင်းနေတာကြောင့်ဒူကိုဗစ်ကလက်ကိုဘောပင်နဲ့ထိုးပြီးကင်ကိတ်တွေမှာပတ်စံရမယ်လို့ဆိုပါတယ်မိုက်ကယ်နဲ့အေဂျင့်ရူဆဲကတော့ညှင်းကုန်နေသေးဖြစ်ပြီးကင်ကိတ်ကိုတရားရုံးရအောင်ခေါ်လာပေးရင်သူ့ရဲ့A3လုံးသက်တော်ဆောင်ဘွားကိုပြန်ရအောင်လုပ်ပေးမဲ့အပြင်သူ့ကိုပါဘယ်တော့မှမမြင်စရာဘူးလို့ပြောကအေဂျင့်ရူဆဲကထွက်သွားပါတယ်အင်တာပိုခေါင်းဆောင်အရာရှိနဲ့လက်ထောက်အရာရှိတို့ဖုံးပြောနေချိန်မြို့ထဲကခိုးလို့အိမ်မှာလူရောက်နေတာကြောင့်ကင်ကိတ်တို့ဖြစ်နိုင်တယ်လို့ပြောနေတာကိုလက်ထောက်အရာရှိကကြားသွားပြီးဒူကိုဗစ်ကိုဖုံးဆက်လိုက်တာကြောင့်ကြေးသားတွေအပြင်းနဲ့ကားစီဟာမိုက်ကယ်တို့စီလာနေပြီဖြစ်ပါတယ်တတိပြန်ရလာတဲ့ကင်ကိတ်ဟာသူ့ကိုဖင်ချက်ပေါင်းမီတွေအပြင်အတွင်းငံမှာဝတ်ပေးထားတာကိုမကြိုက်ဘူးလို့ပြောတာကြောင့်နောက်တစ်ခါပေါင်းမီလဲပေးရင်အဆင်ပြေအောင်လို့ဆိုပါတယ်သူတို့ညှင်းကုန်နေတော့ဖုံးဝင်လာတာကြောင့်ရဲတွေလာတော့မယ်ဆိုတာသိတဲ့မိုက်ကယ်တို့ကထွက်သွားဖို့ပြင်ပါတယ်မိုက်ကယ်ကသူရှိကနေအခြေအနေကိုကြည့်ပြီးနောက်ကနေအေးအေးဆေးလိုက်ခဲ့ဖို့ကင်ကိတ်ကိုပြောပါတယ်သူတာဝန်ကကင်ကိတ်ကိုအန်နယ်ကနေကကွယ်ဖို့လို့ဆိုတာကြောင့်ကင်ကိတ်ကငါကမှအန်နယ်အစ်စ်လို့ဆိုပါတယ်ရဲတွေထက်ကြေးသားတွေကအရင်ရောက်နေတာကြောင့်မိုက်ကယ်ကတိတ်တိတ်လေးထွက်သွားဖို့လုပ်ပေမဲ့ကင်ကိတ်ကကြေးသားတွေကိုဝင်တိုက်ပြီးတနက်ကိုလူကပြစ်လိုက်တာကြောင့်အောက်မှာရှိနေတဲ့ရဲတွေရုံးရင်းဆန်ကဖြစ်နေပါတယ်ကင်ကိတ်လှုပ်လိုက်တာကြောင့်အောက်ကိုဆင်းပြေလို့မရပဲခေါင်းမိုးပေါ်ကိုတက်လာရပါတယ်အပေါ်မှာလည်းရဟတ်ရင်ဝဲနေပြီးအောက်ကလည်းရဲတွေတက်လာနေတာကြောင့် Bright ကလိုလန်းစဉ်းစားဖို့ပြောနေတော့ကင်ကိတ်ကခုန်ချသွားပါတယ်တုံးတက်တိုက်ပေါ်ကနေခြေထောက်တစ်ချောင်းနဲ့ခုံဆင်းနိုင်တယ်လို့ကြွားနေတဲ့ကင်ကိတ်ကိုသူကမခုံမဲဆင်းလာတာလို့ပြန်ပြောကမိုက်ကယ်ကသူ့ကားနဲ့ထွက်လာပါတယ်တစ်ဖက်မှာတော့အေဂျင့်ရူဆဲကိုကင်ကိတ်ကိုသူ့အဆက်ဟောင်းဖြစ်တဲ့မိုက်ကယ်နဲ့ထားခဲ့တာကြောင့်ခေါင်းဆောင်တွေကယာရုကနေရက်ဆိုင်ထားပါတယ်မိုက်ကယ်နဲ့ကင်ကိတ်ဟာသူတို့ကားကိုမီးပွိုင်းကင်မရာကနေတဆင့်ရှာလို့ရနိုင်တာကြောင့်တခြားကားတစ်စီးပြောင်းဖို့အတွက်ကားခိုးဖို့ပြင်းနေပါတယ်မိုက်ကယ်ကသူ့ပစ္စည်းတွေနဲ့ဖွင့်ဖို့လုပ်နေတော့ကင်ကိတ်ကမှန်ကိုခွဲကတကားကိုဖွင့်လိုက်ပါတယ်ကားထဲမှာတော့မိုက်ကယ်နဲ့ကင်ကိတ်ဟာမရမနာညှင်းခုန်နေပါတယ်A3လုံးအဆင့်ကနေအခုလိုဘဝကိုဘလို့ရောက်လာတာလဲပေါ်ဆမှုကြောင့်ဖောက်တယ်တွေခေါင်းပွင့်သွားတာလားမေးတော့ဘယ်တော့မှမပေါ်ဆဘူးလို့မိုက်ကယ်ကပြောပါတယ်ကင်ကိတ်လိုအထူးကျွမ်းကျင်လူသက်သမားကအင်တာပိုလက်ထဲဘလို့အဖမ်းခံရလဲပြန်ပြီးတော့အချစ်ကိုအတုံးချခံရတာလို့ဆိုပါတယ်ဂျန်နီဗာမှာအလုပ်လုပ်နေတော့သူ့မိန်းမကားအက်ဆီဒန့်ဖြစ်တယ်ဆိုလို့ပြန်လာတော့အခန်းထဲမှာအေဂျင့်25ယောက်လောက်စောင့်နေတယ်လို့ဆိုပါတယ်အေဂျင့်ရူဆဲကလည်းဒါကြောင့်မင်းကိုခိုင်းစားလို့ရတာလို့ပြောပြီးမင်းရဲ့ပြင်းစရာကောင်းတဲ့အကျင့်တွေကြောင့်ထားသွားတာမလားမေးတော့သူကထားသွားတာမဟုတ်ဘူးလို့မိုက်ကယ်ကညင်းပါတယ်သူအလုပ်လုပ်တဲ့တစ်ချိန်လုံးတစ်ခါမှအပြစ်မခံဘူးဆိုတာကြောင့်ဖောက်တဲ့အစားဝန်ခံဘူးလားမေးတဲ့အခါတစ်ခါမှမလိုအပ်ခဲ့ဘူးလို့ဆိုပါတယ်သူသာA3လုံးဈေးပေးရရင်စားပိတ်အပြစ်လိုချင်တယ်လို့ပြောရင်ကင်ကိတ်ကအပြင်းထန်ညှင်းခုန်နေကြပါတယ်တစ်ဖက်မှာကင်ကိတ်ရဲ့မိန်းမစီကိုကင်ကိတ်အကြောင်းတွားဆုံဆန်းတဲ့အေဂျင့်တွေကိုကင်ကိတ်ရဲ့မိန်းမက special plan နဲ့ဆက်လွတ်နေပါတယ် Cago en tu puta madre, me cago en tu puta madre, motherfuckers, get out of my fucking cell. တရားရုံးကိုတန်းသွားရင်ကြေးသားတွေစောင့်နေမှာကြောင်းစန့်ကျင်ဘက်ကိုမောင်းလာတဲ့မိုက်ကယ်တို့ဟာအတော်ခီးရောက်နေပါပြီကင်ကိတ်ကအပေါ်သွားခြင်းနဲ့ဆိုတာကြောင့်ဘူးထဲပေါက်ထဲခိုင်းတဲ့အခါမင်းဟာလားစန့်ကျင်ဆက်မယ်ငါဟာမဆန့်ဘူးဆိုတာကြောင့်လမ်းဘေးမှာရပ်ပေးလိုက်ရပါတယ်ကင်ကိတ်ကကြာနေတာကြောင့်မိုက်ကယ်ကရှာဖို့ထွက်သွားတဲ့အခါကားခိုးပြီးမောင်းဖို့လုပ်နေတဲ့ကင်ကိတ်ကိုမိုက်ကယ်ကပြန်ဖမ်းနေတော့ကြေးသားတစ်တိုက်ကနောက်ကနေဝင်ရောက်ပစ်ခတ်လာတာကြောင့်အကာအကွယ်ယူရင်းညှင်းခုန်နေကြပြန်ပါတယ်မတ်တက်ရက်ပြီးတရဇက်ပစ်နေတဲ့ကြေးသား3ယောက်ကိုတင်းနှစ်3ရေပေးတာနဲ့ပြစ်မယ်လို့တိုင်ပင်ပြီးမိုက်ကယ်တစ်လို့ပြောနေတော့ကင်ကိတ်ကအကုန်လျှော့လိုက်ပါတယ်သူတို့နေရာကိုဘလို့တိသွားလဲအဖြစ်ရှာတော့ကင်ကိတ်ကတေသွားတဲ့ကြေးသားတွေစီကဖုံးကိုမလာတာကြောင့်ခြေရခံပြီးလိုက်လာလို့တကားများကြပြန်ပါတယ်သူတို့ကားကကြေးသားတွေကြောင့်ပျက်စီးသွားပြီးကြေးသားတွေကားကလည်းမတော်တဆပျက်စီးသွားတာကြောင့်နှစ်ယောက်သားလမ်းလျှောက်ရင်ညှင်းခုန်နေပါတယ်A3လုံးအဆင့်ကိုပြန်ရကျင်တာအေဂျင့်ရိုဆဲအတွက်ကြောင့်လားလို့မေးတဲ့အခါဘာမှမဆိုင်ဘူးလို့မိုက်ကယ်ကဆိုပါတယ်ဒါဆိုဘာအတွက်လုပ်နေတာလဲမေးတော့မိုက်ကယ်ကကင်ကိတ်ကိုဘာလို့ကိစ္စတွေအကုန်လုံးကအချစ်နဲ့ဆိုင်တယ်လို့ထင်နေတာလဲလို့မေးပါတယ်ကင်ကိတ်ကတခြားဘာနဲ့ဆိုင်ရမှာလဲပြန်ပြောပြီးသူလုပ်ခဲ့တဲ့လူသက်တာတွေပတ်စံလူတာတွေခရီးသွားတာတွေမီတာ300လောက်ကနေလူတစ်ယောက်ကိုပြစ်တာတွေက
သူမိန်းမဆိုညာကိုပြန်ပြောခွင့်မရရင်အလကားပဲလို့ဆိုပါတယ်နောက်ပြီးသူမိန်းမနဲ့ဘယ်လိုပဲပုံတွေးခဲ့ပုံတွေကိုပြောပြနေပါတယ်နောက်တော့ဘတ်စကားတစ်စင်းကိုတားပြီးအမ်စတာဒမ်ကိုသူ့ပစ္စည်းတွေယူဖို့လမ်းကြုံလိုက်သွားပါတယ်တစ်ဖက်မှာတော့ဒူကိုဗစ်ကကင်ကိတ်မသေးပဲတရားရုံးကိုရောက်လာမှဆိုးတာကြောင့်အရေးပေါ်အစီအစဉ်ကိုစီစဉ်ထားဖို့သူ့လက်ထောက်ကိုပြောနေပါတယ်ဘတ်စကားပြီးတော့လှေနဲ့ဆက်သွားပြီးလှေပေါ်မှာတော့ကင်ကိတ်ကသူ့လူသက်သမားဖြစ်လာပုံကိုပြောပြနေပါတယ်သူ့အဖေကိုတတ်သွားတဲ့လူသက်သမားကိုတတ်ရာကနေမကောင်းတဲ့လူတွေကိုပဲတတ်တာလို့ဆိုပါတယ်အမ်စတာဒမ်ကအိမ်ကိုရောက်တော့တအိမ်လုံးကအေဂျင့်ရူဆဲပုံနေနဲ့ပြည့်နေလို့ကင်ကိတ်ကစနေပါတယ်တရားရုံးသွားဖို့4နာရီပဲအချိန်ရတာမလို့ကင်ကိတ်ကရေချိုးဖို့အပေါ်တက်သွားပါတယ်တရားရုံးမှာတော့ဒူကိုဘေးရဲ့ရှေ့နေကကင်ကိတ်ကလူသက်သမားဖြစ်တာအကြောင်းတပ်တွေထွက်ဆိုခွင့်မပြုရန်ပြောပေမဲ့ကင်ကိတ်ကဘာမှမတောင်းဆိုပဲသူမိန်းမကိုပဲလွတ်ပေးဖို့ပြောတာကြောင့်တပ်တွေထွက်ဆိုခွင့်ပြုတယ်လို့ဆိုပါတယ်မိုက်ကယ်ကအေဂျင့်ရူဆဲကိုဖုန်းဆက်ပြီးနိုင်ဝက်လောက်နေရင်ရောက်မှဖြစ်ပြီးသူ့ကိုခွင့်လွှတ်တယ်လို့ပြောနေတာကြောင့်အေဂျင့်ရူဆဲကသူ့ဘာမှအမှားလုပ်မထားဘူးဆိုကဆဲပြီးဖုန်းချသွားပါတယ်ပေါ်တက်ကရေချိုးခန်းထဲမှာတော့ကင်ကိတ်ရှိမနေပဲရေပန်းသာဖွင့်ထားတာကြောင့်မိုက်ကယ်ကလိုက်ရှာနေရပါတယ်ကင်ကိတ်ကသူမိန်းမကြိုက်တဲ့ကျူးလစ်ပန်းတွေဝဲကအမ်စတာဒမ်ထောင်ဘေးနားကနိုင်စင်ပေါ်သွားဖို့လုပ်နေတာကြောင့်နောက်ကတက်ဖို့ချောင်းနေတဲ့ကြေးသားတွေကိုမိုက်ကယ်ကလိုက်ပြီးဖြည့်ရှင်းနေရပါတယ်ပန်းတွေကိုဒယ်လီနဲ့ပို့လို့မရဘူးလားဆိုတော့ကိုယ်တိုင်လှုပ်တဲ့အငွေ့သက်ပါအောင်လှုပ်တာဘာညာဆိုပြီးအချစ်တဒနာတွေတတိကြီးချွေနေတဲ့ကင်ကိတ်ကအေဂျင့်ရူဆဲလို့မင်းကိုတီးခံနိုင်တဲ့လူကိုခွင့်လွှတ်တဲ့နဲ့ဆိုတော့သူခွင့်လွှတ်ကြောင်းပြောလိုက်ပြီလို့ဆိုပါတယ်ဒါပေမဲ့ဆဲတာခံလိုက်ရတယ်ဆိုတော့ခွင့်လွှတ်တယ်ဆိုတာသူတို့အမားလှုပ်ထားတယ်လို့ဆိုလိုတာကြောင့်မိန်းမတွေကမကြိုက်ဘူးလို့ဆိုပါတယ်ကူရိုဆာဝါအကြောင်းကိုမေးလိုက်တဲ့နဲ့လို့မိုက်ကယ်ကပြောတော့ကူရိုဆာဝါကိုအေဂျင့်ရူဆဲဖွင့်ချခဲ့တာမဟုတ်ပဲသူတက်ခဲ့တာလို့ခွက်ထိုးခွက်လန်ရဲ့ရင်ပြောပါတယ်ဆပရိုက်အကြီးကြီးဖြစ်သွားတဲ့မိုက်ကယ်တယောက်ဘာပြောရမှမသိပဲကြောင်သွားပြီးကင်ကိတ်မျက်နှာကိုတစ်ချက်ထိုးကထွက်သွားပါတယ်ကို့ဘာသာသွားတော့လို့ပြောပြီးငါမပါပဲတနင်္လာတောင်ခံမှာမဟုတ်ဘူးလို့ဆိုပါတယ်မိုက်ကယ်တယောက်စိတ်ဆိုးပြီးအရက်ဝယ်တောက်နေတော့ကင်ကိတ်ကတယောက်တည်းမြန်မာလိုကြီးထွက်လာတာကြောင့်အသင်းဆောင်နေတဲ့ကြေးသားတွေကလိုက်ပြီးပြစ်ခတ်ကြပါတယ်မိုက်ကယ်ကမသိကြအောင်ဆောင်နေပေမဲ့ခဏအကြာမှာတော့မနေနိုင်တော့တာကြောင့်ဝင်ပါရပြန်ပါတယ်ရထားနှစ်စင်းကြာဖြတ်ပြေးကရထားပေါ်ခိုးလိုက်သွားတဲ့ကင်ကိတ်ကိုကြေးသားတွေအပြင်ရဲကားတွေပါလိုက်နေတာကြောင့်ရဲကားကိုဝိုင်းပြစ်ခတ်လိုက်ပြီးမှောက်သွားပါတယ်နောက်တော့ကင်ကိတ်ကဆက်လီနဲ့မောင်းပြေးတာကြောင့်အသေးအတန်လိုက်လံပြစ်ခတ်နေပါတယ်မိုက်ကယ်ကတော့ဆိုင်ကယ်တစ်စင်းနဲ့ကြေးသားတွေကိုတက်နိုင်သမျှလိုက်လံနှောက်ယှက်နေပါတယ်ကြေးသားတွေကမိုက်ကယ်ကိုပြစ်ခတ်ဖို့ကြိုးစားပေမဲ့ဆိုင်ကယ်နဲ့ဖြစ်တာကြောင့်သူတို့ပဲခံလိုက်ရပြီးရေထဲပြုတ်ကျသွားပါတယ်ဘေးကလိုက်ပြနေတဲ့ကားကိုကင်ကိတ်ကဖလဲကားနဲ့ပစ်လိုက်တာကြောင့်မိခိုးမွန်ပြီးလိုက်မရဖြစ်သွားပါတယ်။သို့ပေမဲ့ရှေ့တက်တဲ့တရားပေါ်ကနေ RPG နဲ့ပစ်ဖို့ချိန်နေတာကြောင့်ကင်ကိတ်တယောက်မျက်နှာပြက်နေတော့မိုက်ကယ်ကဆိုင်ကယ်နဲ့ဝင်တိုက်လိုက်တာကြောင့်လွဲချော်သွားကကင်ကိတ်လွတ်သွားပါတယ်။မိုက်ကယ်တယောက်လွတ်သွားပြီဖြစ်တဲ့ကင်ကိတ်ကိုဆိုင်ကယ်ပေါ်ကလမ်းကြည့်နေတော့နောက်ကကားနဲ့ကျုံးခံလိုက်ရပါတယ်။ကင်ကိတ်ပဲမှလည်းမေးတာကိုမဖြေလို့မိုက်ကယ်တယောက်ရှော့တိုက်ခံနေရပါတယ်ခဏအကြာကင်ကိတ်ပြန်ရောက်လာပြီးအကုန်လုံးကိုဖိုက်ကမိုက်ကယ်ကိုကယ်ထုတ်သွားပါတယ်အားပေါ်ရောက်တော့ကင်ကိတ်ကကူရိုဆာဝါကိုပြစ်မိတာတောင်းပန်ကြောင်းပြောတော့မိုက်ကယ်ကရပါတယ်လို့ဆိုပါတယ်အေဂျင့်ရူဆဲနဲ့ဘယ်မှာတွေ့ခဲ့တာလဲဆိုတော့နှလုံးဖောက်ပြီးသေးတဲ့သူဖောက်တဲ့ရဲ့ဇာပနမှာစုံနောက်တင်နဲ့ရုံးရင်းဆန်ကဖြစ်ရင်ခလုတ်တိုက်မိတာကစတွေ့တယ်လို့ဆိုပါတယ်နောက်တော့ကားအသစ်တစ်စီးခိုးကတရားရုံးကိုအမိသွားဖို့လုပ်ကြပါတယ်တရားရုံးမှာတော့ကင်ကိတ်ရောက်မလာသေးတာကြောင့်သူ့ကိုအပြစ်တင်နေတဲ့အတွက်အေဂျင့်ရူဆဲကမိုက်ကယ်စီကိုဖုန်းဆက်တဲ့အခါမိနစ်ပိုင်းတွင်ရောက်မယ်လို့ဆိုပါတယ်မိုက်ကယ်ကအေဂျင့်ရူဆဲကိုကူရိုဆာဝါနဲ့ပတ်သက်ပြီးတောင်းပန်စကားပြောနေတော့နောက်ကနေကြေးသားတွေလိုက်လာတာကြောင့်
ကင်ဂိတ်ကကားကိုအမြန်မောင်းရင်ကွန်ကရစ်တုံးတွေကိုတိုက်မိကခပတ်မပတ်ထားတာကြောင့်အရှိကိုလွင့်ထွက်သွားပါတယ်ကြေးသားတွေကနောက်ကနေပစ်တာကြောင့်မိုက်ကယ်ကမြေအောက်ဘူတာထဲဝင်ပြေးပြီးကင်ဂိတ်ကတော့ကားမောင်းရင်ပြန်လဲပစ်ခတ်နေပါတယ်မိုက်ကယ်ဖုန်းကကားထဲမှာကြံခဲ့တာကြောင့်ကင်ဂိတ်ကအေဂျင့်ရူဆဲကိုမိုက်ကယ်အတွက်တော်ကီတွေပွားပေးနေရင်ကြေးသားတွေနဲ့အပြန်လန်ပစ်ခတ်နေပါတယ်ဘာလက်နဲ့မှပါမလာတဲ့မိုက်ကယ်ကတော့ရှယ်ပလန်နဲ့ပြေးနေရပါတယ်ရထားပေါ်မှာခက်တီတီဝင်ထိုင်းနေပြီးနောက်ကလိုက်လာတာကြောင့်ထပြေးကရှေ့ကတားတဲ့လူကိုဓာတ်နဲ့ကတ်တိုးလေးထိုးခဲ့လိုက်ပါတယ်နောက်တော့စားတောက်ဆိုင်တဲ့ဝင်ပုံးကပြန်ချပေမဲ့မနိုင်တာကြောင့်ပြေးရပြန်ပါတယ်လက်သမားပစ္စည်းတွေရောင်းတဲ့ဆိုင်ထဲမှာနောက်ဆုံးကြေးစားကောင်းဆောင်ကိုအနိုင်ချနိုင်လိုက်ပါတယ်နောက်တော့ကင်ဂိတ်ကကားနဲ့လာခေါ်ပြီးတရားရုံးကိုအမိသွားကြပါတယ်မိုက်ကယ်နဲ့ကင်ဂိတ်ဟာအတော်လှတဲ့ကားနဲ့အတူတရားရုံးကိုရောက်လာပါတယ်အချိန်ပြည့်တော့မှမို့အမှုကိုပိတ်သိမ်းဖို့လုပ်နေချိန်မှာကင်ဂိတ်ရောက်လာတာကြောင့်တက်တည်ထွက်ဆိုဖို့ခိုင်းပါတယ်ကင်ဂိတ်ရောက်လာတာကြောင့်ဒူကိုပေးတဲ့လူကအရေးပေါ်စီစဉ်ကိုလုပ်ဖို့ပုံဆက်ပြောနေပါတယ်ကင်ဂိတ်ရဲ့တက်တည်တွေကခိုင်လုံတာကြောင့်အရေးမလဖြစ်သွားတဲ့ဒူကိုပေးဟာသူ့နိုင်ငံကိုသူကြိုက်တယ်လို့အုပ်ချုပ်မယ်ဘယ်သူမှလာဆွတ်ဖက်ကြမလို့ဘူးလို့ဆွတ်ပြောနေပါတယ်အခြေအနေမကောင်းတာကြောင့်ထသွားတဲ့လက်ထောက်အရာရှိနောက်ကိုအေဂျင့်ရူဆဲကမြင်လို့လိုက်သွားတာကြောင့်အေဂျင့်ရူဆဲကိုပြန်တိုက်ခိုက်နေပါတယ်ဘုံနေတင်လာတဲ့ကုန်တင်ကားကြီးဟာတရားရုံးစီကိုတက်တက်မောင်းဝင်လာတာကြောင့်လူတွေဘေးလွတ်ရာကိုအမြန်ရှောင်လိုက်ကြပေမဲ့ပေါက်ကွဲမှုကအတော်ကြီးမားပါတယ်လုံဝင်းဆန်ကဖြစ်နေတော့ဒူကိုဘစ်ကရဲစီကတနက်ကိုလူပြီးကင်ဂိတ်ကိုပြစ်လိုက်တာကြောင့်မိုက်ကယ်ကဝင်ကာလိုက်ပါတယ်ရဟတ်ရင်နဲ့ထွက်ပြေးဖို့လုပ်နေတဲ့ဒူကိုဘစ်နောက်ကိုကင်ဂိတ်လိုက်လာတာကြောင့်ရဟတ်ရင်ကိုပစ်ချလိုက်ပြီးဒူကိုဘစ်လည်းပိတ်မိသွားပါတယ်ဒူကိုဘစ်ကကင်ဂိတ်ကိုငါ့ကိုတက်လိုက်လို့မင်းကဟီးရိုးဖြစ်သွားမှာမဟုတ်ဘူးဘာညာစာအရှိကြီးနဲ့ပြောနေပေမဲ့ကင်ဂိတ်ကမင်းပြောတာတွေကိုငါစောက်ကြည့်မဆိုင်ဘူးဆိုကမင်းဟိုတက်မှာကငါဘော်ဒီကတ်ကိုပြစ်လိုက်လို့ပဲဆိုကကန်ချလိုက်ပါတယ်အေဂျင့်ရူဆဲကတော့လက်ထောက်အရာရှိနဲ့တိုက်ခိုက်နေရပါတယ်အခြေအနေမကောင်းတဲ့အေဂျင့်ရူဆဲကိုကယ်ဖို့မိုက်ကယ်ကလက်ထောက်အရာရှိကိုပြစ်လိုက်ပါတယ်ကင်ဂိတ်ကျေးဇူးကြောင့်မိုက်ကယ်နဲ့အေဂျင့်ရူဆဲတို့ပြန်အဆင်ပြေသွားပေမဲ့ကင်ဂိတ်နဲ့မိုက်ကယ်ကတော့ညင်းလို့မပြီးသေးပါဘူးကူရူဆာဝါကိုတက်လိုက်တဲ့အချိန်မှာမင်းမျက်နှာဘလို့ဖြစ်သွားလဲလောက်ပြပါအောင်ပြောနေတဲ့ကင်ဂိတ်ကိုလက်ထိတ်ခတ်ပေးဖို့မိုက်ကယ်ကပြောနေပါတယ်ရန်အနေငယ်ကြပြီးနောက်ကင်ဂိတ်ဟာအင်္ဂလန်ဘယ်မတ်အကျဉ်းထောင်ကနေလွတ်မြောက်သွားကြောင်းသတင်းတွေတက်လာပါတယ်like and subscribe လေးလုပ်ပေးဖို့တောင်းဆိုပါရစေခင်ဗျာ